你俺吃的时候，你喊上你啊，你那俺的背。哎呀，冇位的，玩 idea 嘅你，好吧，哎呀，my god 呢？အမလေးဘာဖြစ်လဲ ဘူးဒီပါတီနဲ့သွားကြိုင်တော့ရှာပြီပေါ့ ယောက်ျားတစ်ယောက်အနေနဲ့အဲ့လိုအထင်ခံရတယ်ဆိုတာယောက်ျားချင်းဖြစ်ရှိနေခြင်းအားလုံးအစော်အားခံလိုက်ရတာ မင်းကာဝါတွေ့ရမယ်ဘာလဲကာဝါဆိုတာ ညာသားချင်းစောင့်နေကြတာ ညသားတို့နဲ့တော့တည်တံတွေပေါ်ချင်းလိုက်ရတာ မင်းကြိုက်တာသိကြလားမင်းကြိုက်တယ်ဆိုလို့သာငါလည်းလိုက်ကြိုက်တယ်ဖေကငါ့ကိုမိမပေးစားတော့လေကွာပြောင်းတီးချိန်နဲ့တီးပွင့်ချိန်နဲ့ပွင့်ဒါဖြစ်တဲ့ကိစ္စဘယ်မင်းလေးကပါစိတ်ဝင်စားလို့ပဲဟာဘယ်မိမလည်းမလည်းတူတူလေးလို့ပဲဟာ ဒါဆိုမောင် ကျွန်တော်ဟာဘင်းကောင်ချစ်တယ်ဆိုတာငါသိပြီ ညသားမောင်နာလေမောင်ချင်နေမှာခွေမောင်ရဲ့ဖြစ်တည်မှုလည်းချစ်ရမှာပါ အဲ့ဒီမြင်ဝဲကိုမြင်လိုက်တယ်လေဘယ်တော့နာကျင်နေရမလဲဘယ်တော့ပူလောင်နေရမလဲများသားရဲ့ ငါလက်ထက်မဲ့ငါရဲ့ကောင်မလေးသူ့နာမည်လေးချိုသွေးတဲ့ တကယ်ဆိုလို့ရှရင်စတဲ့ရဲ့နေကျွန်တော်ရှင်းပြီးဖို့ကောင်းတယ် သူတို့လင်မယားကြားနေတာဖွင့်ပြောလို့မရတဲ့အခက်အခဲတစ်ခုငါကြားတွေကဝင်ပြီးတော့ကူညီပြီးဖြည့်ရှင်းပေးတယ်ကျွန်တော်ကလည်းယောက်ျားစစ်တယောက်မဟုတ်ဘူးဆိုပေမဲ့ငါတော့မဟုတ်ဘူးဆိုတော့နားလည်ထားဖို့လိုအပ်တယ် ကိုချစ်လို့ယူထားတဲ့ယောက်ျားတစ်ယောက်ကတခြားယောက်ျားတစ်ယောက်ကြောင့်အသေးခွဲနေတာကိုနေတိုင်ပဲပေါ့လားကျမဘဝကိုလူစင်မမီအောင်မလုပ်နဲ့မောင်ရဲ့ ညာသားချေကာမကိုပိုင်တာငါမင်းတော်တော့မင်းကောစောကားရရများနေပြီမင်းတို့ဘာသာမင်းတို့စိတ်ခွဲရနေရမှာခံစားတွေ့ဆုံနေတာအဲ့ဒါမရခိုးမှုပြောက်တယ် မောင်လို့လူမချနိုင်အောင်ချစ်မိတာကျမရဲ့အပြစ်ကျမရဲ့ဝိကျွေးပါ ဘယ်တော့ငါပြောခဲ့လဲရမင်းစိတ်ကြိုက်လို့ပါကောင်းပါ မောင်များတာအတွက်အသက်ဆက်ရှင်ပေးပါ လူဖြစ်ဖို့ရလာခဲ့ရရှင်ရဲ့အသက်နဲ့တည်နေတဲ့ဘဝကိုရခဲ့ပါတယ်အခုချိန်ကြီးပဲကိုယ်စိတ်နဲ့ကိုယ်မဖြစ်နိုင်တဲ့ဘဝမှာမနေလို့တော့ပါဘူး Silent, but I'm a little tappy, one in me.